They've been gifted a goal အဲ့ဒါကြောင့်ခြေကြည့်နေမြ start of the second half. နောက်မှာပဲပေးလှုပ်ထားသေးတယ်မြ Pakistan ကျော်မင်းဦးပဲကွယ်လင်လောက်ထိတော့ရှော့ဆွတ်တက်လာခဲ့တယ်မြ to penetrate. အဖြိုးဝင်း Miss from Shaikh, those like you said. ရှုကနေပေးထားတယ်လွင်မိုးအောင်လွတ်လွတ်ကျွတ်ကျွတ်ပဲခင်ဗျညာချမ်းကနေဧရိယာထဲဝင်လာပြီးရှုပေးထားပိတ်ထားပြီကိုပြီခင်ဗျဒီချိန်မှာတော့လွင်မိုးအောင်ရဲ့ပေးဖို့ဘူးကနေတစ်စင်းလက်ရှိအာရှဗလာချစ်စစ်ပွဲစဉ်တွေမှာကိုသိန်းချွေတွေ့နေခဲ့တဲ့သင်းပိုင်ကပဲအဲ့ဒီပိတ်သွင်းယူပြီးတော့မာတင်တွေဒုတိယမြောက်ဥဆောင်ကိုတော့ရယူပေးခဲ့ပြီပဲဖြစ်ပါတယ် 39th gap scores his third goal for Myanmar. တန်ပိုင်းနဲ့အတူမြန်မာတင်ရဲ့ကစားသမားတွေအဝဲခံနေခဲ့ကြတာပဲဖြစ်ပါတယ်ကိုစဝီယန်ရေးလက်ရှိမှာတော့မြန်မာတင်ကတော့အဝေးကွင်းမှာပါကစ္စတန်အသင်းကိုတော့2ဂိုးဂုံးကြီးဆိုတဲ့ရလဒ်တစ်ခုနဲ့တော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်လွင်မိုးအောင်ရဲ့ပြပမှုကလည်းကောင်းမွန်ခဲ့သလိုတန်ပိုင်ရဲ့ပိတ်သွင်းမှုကလည်းအမောင်ရင်မရှိခဲ့တာပဲဖြစ်ပါတယ် Unfortunate for Pakistan. ဒရပိုင်းပြန်စားလို့73မိနစ်အတွင်းမှာတော့မြန်မာအသင်း